လိုင်းမော်ကလူတချို့ကြောင့်ဘဝပြတ်သွားရရှာတဲ့ကုန်းရတဲ့မာလီစုစုမကြသေးခင်ကတက်တော့ပေါ်မှာကားသမားတွေကိုဆွဲဆောင်ပြီးတော့ဟိုလိုတီလိုကပြိုင်နဲ့ကုန်းရရောင်လို့နာမည်ကြီးခဲ့တဲ့မြစ်သားအထည်ဆက်ယုံရှိကကုန်းရတဲ့မာလီစုစုကိုအားလုံးပဲမှတ်မိကြအောင်မယ်လို့ထင်ပါတယ်အခုတော့လိုင်းမော်ကဝေဖန်မှုကြရက်တွေကြောင့်သူမရဲ့တခုတည်းတော့ဝမ်းစာရှာရကုန်းရဆိုင်လေးကိုပိတ်သိမ်းလိုက်ရပြီဆိုတော့စိတ်မကောင်းစရာသတင်းလေးကိုတင်ဆက်ပေးချင်ပါတယ်စုစုကချမ်းသာတဲ့အတန်ဝိုင်းကမဟုတ်ပါဘူးညီမလေးယောက်ရှိတဲ့မိသားစုမှာအဖေရဲ့လာစားလေးနဲ့မလောင်ငါလို့အမေဖြစ်သူကသူများစီမှာမျက်နှာငယ်နဲ့အောက်ကျငွေချေးရတာကိုမြင်ပြီးတော့မိသားစုကိုရှာကျွေးခြင်းနဲ့စိတ်နဲ့ဒီကုန်းရဆိုင်လေးကိုဖွင့်ခဲ့ရပါဈေးရောင်းကောင်းကျင်စောနဲ့ကားရှိခန်းတွေကိုပုတ်တက်တောင်ခန္ဓာကိုယ်လှုပ်ခါပြတာတွေလုံးမိရကနေမြမရင်ကျင်းမှုနဲ့မညီဘူးဆိုပြီးတော့အကြီးကျယ်ဝေဖန်ခံခဲ့ရပါတယ်ဒီအကျိုးဆက်က online ပေါ်မှာတင်မကတော့ပဲလက်တွေ့ဘဝကဆိုးရွားစွာနဲ့ရိုက်ခတ်လာပါတယ်ကားတွေကိုအခုလိုထိတွေ့တာကဖုံးကန်နေစီတယ်ဆိုတဲ့အယူအဆတွေကြောင့်မုံမြင့်ရွှေဤကုမ္ပဏီလိုလုပ်ငန်းကြီးတွေကသူတို့ရဲ့ရင်မောင်းတွေကိုစွစွရဲ့ဆိုင်မှာရက်ရင်အလုံးထုံမယ်လို့ထိတားမြစ်ထားတာပါအဆိုးဆုံးကတော့လိုင်းဘော်ကလူတချို့ရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုတွေနဲ့အတူသူမရဲ့ကုန်းရဆိုင်လေးကအဖောက်ခံအပြက်စီးခံလိုက်ရပါတယ်။နောက်ဆုံးမှာတော့သက်ဆိုင်ရာကပါဆက်မရောင်းဖို့အတွက်တားမြစ်လိုက်တဲ့အတွက်ဆိုင်ကိုအပြီးတိုင်ပိတ်သိမ်းလိုက်ရပါတယ်။မိသားစုကိုလှုပ်ကြွေးခြင်းနဲ့ရည်ရွယ်ချက်ကောင်းပေမဲ့ဈေးကွက်ရှာတဲ့နီလန်းမှားယွင်းသွားလို့အခုလိုဘဝရက်တည်လမ်းပြောက်သွားရတာတကယ်ကိုချင်းစာစရာဖြစ်ပါတယ်။စွစွကိုယ်တိုင်ကလည်းသူမရဲ့အမားတွေကိုဝန်ခံပြီးတော့နောက်ထပ်ဒီလိုမျိုးလုံးဝမလုပ်တော့ပါဘူးလို့လူသိရှင်ကြားကတိပေးထားပါတယ်။ကဲပရိသတ်ကြီးမိသားစုစာဝတ်နေရေးအတွက်ရုန်းကန်ရင်အမားလုပ်မိသွားတဲ့စွစွကိုထပ်ပြီးတော့ဖိနှိပ်နေမယ်စာပြုပြင်ပြောင်းလဲဖို့အတွက်အခွင့်အရေးတစ်ခုလောက်တော့ပေးတဲ့နေလို့ထင်ကြလားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။နှခမ်းချင်းနှမ်းဖို့စ조사နေတဲ့မျိုးသမီးပရိသတ်တွေကြောင့်အခက်ကြုံနေရတဲ့စမ်းရည်မို့လက်တလောပြန့်နှံ့နေတဲ့ဗီဒီယိုဖိုင်တစ်ခုမှာမျိုးသမီးပရိသတ်တအူးကစမ်းရည်မို့ကိုစုချရင်းနဲ့ပါနှမ်းယုံတင်မကားပဲနှခမ်းချင်းမှာကိစ္စဖို့အတွက်အတင်းအကျပ်စ조사ခဲ့တာကိုအားလုံးပဲမြင်တွေ့ပြီးဖြစ်မှာပါစမ်းရည်မို့ကတော့နုပညာရှင်ပြီးအင်ဒရီမပြတ်ဖဲနဲ့ပါနှမ်းစွာရှောင်လွဲနိုင်ခဲ့လို့သာပုံရိပ်မပြတ်ဖဲနဲ့တော့ကာကြခဲ့ရတာပါဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆရာဖြစ်သူဦးအောင်ကျော်ထွန်းကလည်းတော်တော်လေးစိတ်မကောင်းဖြစ်နေပါတယ်အခုနောက်ပိုင်းနေပွဲတွေမှာတနာစိမ့်နဲ့အသားယူခြင်းနဲ့စိတ်တွေပရိသတ်တွေကပိုများလာပြီးတော့ဒါကိုစနစ်တကျတားဆီးမိရင်လည်းမင်းသားကခြေတယ်ဆိုပြီးတော့အစဲခံရတတ်တဲ့ဒရီဟာဖြစ်စရာအခြေအနေတွေကိုရင်ဖွင့်လာပါတယ်။ဒါအပြင်အခုလိုမျိုးဟိုလူနန်းဒီလူနန်းလောက်တာကမင်းသားရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေုံသာမကကျန်းမာရေးအရာလည်းယောဂကူးစက်မှုတွေဖြစ်နေတာကြောင့်တကယ်ကိုစိုးရိမ်စရာပါ။စမ်းရည်ဘုံအနေနဲ့ပရိသတ်ကိုဖန်စားပေးပေမဲ့ယောက်ျားကောင်းတို့ရဲ့အင်ဒရီကိုမပြတ်စေပဲထိမ့်သိမ်းနေထိုင်တာကတော့တကယ်ကိုလေးစားစရာပါပဲအနုပညာရှင်ဆိုတာပရိသတ်ရဲ့အသေးကြော်ဖြစ်ပေမဲ့သူတို့မှလည်းလေးစားခံရမယ်ကိုယ်ပိုင် privacy ရှိတယ်ဆိုတာကိုကျမတို့သတိပြုသင့်ပါတယ်ပရိသတ်ကြီးရောကိုချစ်တဲ့အနုပညာရှင်ကိုအခုလိုမျိုးအတင်းအကျပ်နှမ်းရှုံနေကြတာတွေအပေါ်ဘယ်လိုမြင်ကြလဲဒါဟာအားပေးတာလားဒါမှမဟုတ်နှောက်ယှက်တာလားမိမိတို့ရဲ့အမြင်တွေကိုမှတ်ချက်မှာဝင်ရောက်ဆွေးနွေးပြပါအောင်နော်ကိုရီးယားမင်းသားထဲဆောင်းတဲ့သူလို့နာမည်ကြီးနေတဲ့အောင်စဘူးပရိသတ်ချစ်တော်မင်းသားလေးအောင်စဘူးရဲ့ရုပ်ရည်နဲ့ပတ်သက်ပြီးတော့အခုနောက်ပိုင်း online စာမျက်နှာတွေထက်မှာဆွေးနွေးမှုတွေတော်တော်လေးမြင့်တက်နေပါတယ်။အရင်ကတော့အောင်စဘူးကိုကိုရီးယားမင်းသားရိန်းနဲ့ဆင်တူတယ်လို့အများကသတ်မှတ်ခဲ့ကြတာပါ။ဒါပေမဲ့လက်တလုံးမှာတော့ပရိသတ်အများစုကအမြင်သစ်တစ်ခုနဲ့မှတ်ချက်ပေးလာကြပါတယ်။အဲ့ဒါကတော့အောင်စဘူးဟာရိန်းနဲ့တူတာထက်ထဲဆောင်းနဲ့ပို့ပြီးတော့ဆင်တူနေတယ်ဆိုတဲ့အချက်ပါပဲ။အထူးသဖြင့်အောင်စဘူးရဲ့မျက်မှောင်ကျုံလိုက်တဲ့ဟန်ဖန်တွေနဲ့ဆွဲဆောင်မှုရှိတဲ့အပြုံးတွေကထဲဆောင်းရဲ့ပုံစံနဲ့အတော်လေးကိုနီးစပ်နေရကြောင်းပရိသတ်တွေကအံ့အားသင့်နေကြတာပါ။ရိန်းနဲ့မဟုတ်ပဲထဲဆောင်းနဲ့မှတကယ်ကိုတပုံစံနဲ့ပဲဆိုပြီးလူမှုကွန်ရက်မှာတကယ်နဲ့မှတ်ချက်ပေးနေကြတာဖြစ်ပါတယ်။ဘယ်ကိုရီးယားမင်းသားနဲ့ပဲတူတူအောင်စဘူးရဲ့ထူးခြားတဲ့ရုပ်ရည်နဲ့သပင်အနုပညာအစွမ်းကပရိသတ်တွေကိုအမြဲတမ်းဖန်ဆားထားနိုင်တာအမှန်ပါပဲ။အခုလိုကိုရီးယားမင်းသားတွေနဲ့ရှင်ရလောက်အောင်ချောမောတဲ့မင်းသားလေးရဲ့အလှတရားကပရိသတ်တွေအတွက်တော့ဂုဏ်ယူစရာတစ်ခုဖြစ်နေပါတော့တယ်။ပရိသတ်ကြီးရောအောင်စဘူးကိုရိန်းနဲ့ပို့တူတယ်လို့ထင်လား။ဒါမှမဟုတ်အခုပရိသတ်တွေပြောကြသလိုထဲဆောင်းနဲ့ပို့တူတယ်လို့ထင်လား။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်မှာဝင်ရောက်ဆွေးနွေးပြပါအောင်နော်။တရုတ်နေ့တိကူမှာခင်မုန်းတယ်ပေးတဲ့လက်ဆောင်နဲ့ပတ်သက်ပြီးအခုလိုပြောလာတဲ့ဝင်းမုံရွှေကြီးဖက်ရှင်ကြစမတ်ကြနဲ့အမြဲတမ်းထမြက်လှပနေတဲ့ဝင်းမုံရွှေကြီးဟောင်းမြန်မာနိုင်ငံရဲ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တထေးကြီးကိုနိုင်ဖြိုးကျော်နဲ့လက်ထပ်ထားတာကိုအားလုံးသိပြီးဖြစ်မှာပါခင်မုံဖြစ်သူဟာဇနီးကျော်လေးကိုအနုပညာအလုပ်တွေမှာရောနေ့စဉ်ဘဝမှာပါလိုလေသေးမရှိအောင်အမြဲတမ်းအပြည့်အဝပံ့ပိုးပေးထားသူပါမကြသေးခင်ကပြည်ဆုံးသွားခဲ့တဲ့ချစ်သူများနေနဲ့တရုတ်နှစ်သစ်ကိုအချိန်ခါသမီးရောက်မှာတော့တထေးကြီးကိုနိုင်ဖြိုးကျော်ကဇနီးတဲ့အတွက်အမခန်တန်ဖိုးကြီးလက်ဆောင်တစ်ခုကိုပေးရခဲ့ပြန်ပါတယ်ဒီလက်ဆောင်ကတော့ကမ္ဘာပေါ်မှာရှိတဲ့နီလာမြပဒံမြစိန်အုတ်သက်ဖျားနဲ့ဂုံမုတ်စားတဲ့အဖိုးတန်တွင်းအတွက်ယတနာပေါင်းစုံကိုအရွယ်အစားကြီးကြီးမားမားကရက်ပေါင်းများစွာအသုံးပြုပြီးတော့ဖန်တီးထားတဲ့အေယာမလဲဆွဲပေးရကြီးပဲ
ပဲဖြစ်ပါတယ်။ဒီအဖိုးတန်ဘရက်ကြီးကိုမြန်မာနိုင်ငံရဲ့နာမည်အကြီးဆုံးဒီဇိုင်နာမိုးကုတ်ပေါပေါနဲ့တခြားသောပညာရှင်တွေကပူးပေါင်းဖန်တီးပေးထားတာဖြစ်ပြီးတော့တန်ဖိုးအဖြစ်တော့ဒေါ်လာတန်းရာချီမြန်မာငွေသိန်းပေါင်းတောင်းချီတန်ကြေးရှိရလို့သိရပါတယ်။တော်ဝင်ဆန်တဲ့ကိရဲ့အလားတရားနဲ့ဒီရတနာကြီးကတကယ်ကိုကွက်တိလိုက်ဖက်လုံးညီနေရပါ။လက်တလုံးမှာတော့ဝင်းမောင်ရွှေတို့ဇနီးမောင်နှံဟာချစ်သူများနဲ့အပြေတရုတ်နှစ်တစ်ကိုအထိမ်းအမှတ်ဖြစ်ခင်မွန်းတဲ့ရဲ့ဇာတိမြေဖြစ်တဲ့တရုတ်နိုင်ငံမှာနှစ်ယောက်အတူတူပျော်ပျော်ရွှင်ရွှင်နဲ့ခရီးထွက်လဲပတ်နေကြပါတယ်။ကဲပရိသတ်ကြီးခင်မွန်းတဲ့စီကနေဒေါ်လာတန်းချီတန်နဲ့ရတနာဘရက်ကြီးကိုလက်ဆောင်ရခဲ့တဲ့ဝင်းမောင်ရွှေရဲ့အင်ထောင်ရေးကံကိုအားကြမိလားရှင်။